တော်တော်များနေရလို့လား အောက်မော်တော့ပြောမနေနဲ့တော့ဒီရွက်ဖျားပါရောက်တော့ပါတယ် ရောက်ရတယ်ရောက်တော့ကိုကြီးပါခဏဖြားလိုက်တာ အကရမ်းပဲဖျားပြီးပြီးသွားတာ ဘယ်နှစုံဖြားလိုက်ကိုကြီး ငါးစုံ ငါးစုံဖြားပြီးဘယ်နည်းနေရောသိတာ 3ရက်လောက်ဆိုကောင်းကောင်းသိပြီ 3ရက်ဆိုသိနော်တော်လားဆိုသိဘယ်လိုဖြစ်သွားလဲကိုကြီးဒီဖြစ်အစဖြစ်သွားဆိုဘယ်လိုတော့ဖြစ်တာ စားဖြစ်တော့မနက်ပိုင်းဆိုရင်မှုပွင့်နေသလိုပဲရွက်တွေက ဖောင်းမှု ဒါမျိုးအေး ဒါလိုမျိုးလေးတွေ ဖြူနဲ့ ဒါလိုမျိုးပုံစံလေးတွေ အဲ့လိုမျိုးလေးဖြစ်တာဒီကောင်6သွားရနော် 6သွားတယ်သူက ပြန်ပြီးတော့ဘယ်နည်းနေတော့6တယ်ကိုကြီးကောင်းနေ 3ရက်ဆို6ပြည့်တယ် တော့3ရက်နေတော့6သွားပြီ 3ရက်နေ6ပြည့် နောက်ပြီးဒီအသစ်ထွက်တဲ့ရွက်ဆိုရင် မရှိတော့ မရှိတော့ဘူးချမ်းသာကခဏကိုစီပြမတော့ပေါ့မလဲဆို ငါးစုံ 5စုံဟိုအလုံးစုံပျောက်တာဆိုဘယ်နည်းလောက်နေပျောက်တယ်ခဏပြန်ပြီး အဲ့ဒါတော့9ရက်ဆိုပျောက်ပြီ အဲ့ ရုံး လို မီ3ပတ်ဆိုပျောက်ပြီလား 3 3ပတ်ဆို6ရက်ပေါ့ အော်ရင်ရုံးမလေးခုတော့လို့ 3ပတ်6 ခုဘက်3ဘက်ဆိုရင်6 6ပြီ အဲ့ဆို6ရက်ပေါ့ အဲ့ဆို အေးတော့ဒီမှာလေဆိုတော့ဒီရင်တော့တော်တော်ဆူဆူဖြစ်တာလို့လား အရင်ကတော်တော်ဆူဆူပဲ အေးဒီမှာရောနော်ဒီမှာဆိုတာအပေါ်လဲလုံးလုံးမတက်ပါနဲ့6ကုန်တာ အမပဲသူငြိမ်သွားတယ် ငြိမ်သွားတယ်နော်ချို့ဟိုဖြစ်ကစားခွက်တွေဆို ခါသားဆိုရင်ဒါလည်းကူးတော့ ဒီမှာဆိုတော့ဒီထက်လည်းမကူပဲနဲ့ အဲ့နမှာပဲငြိမ်သွား ငြိမ်သွားပြီးတော့6ကုန်တာနော်ဒီအပေါ်ရွက်တွေလုံးဝ အပေါ်ရောက်ကိုလုံးဝမတတ်နိုင် မတက်နိုင်တော့မတက်တော့နော်အေး အရင်တော့ထွက်တာနဲ့ကူးပြီ အားလို့အေးနော်အဲဆိုကျင်းတယ်ပေါ့စိတ်ကျင်းနေမှုရှိတယ်ပေါ့ဒီကောင်ပြန် နေမှုရှိတာပေါ့ပထမတော့ဆိုရင်ခဏပဲတုံးတော့မှဒီပြင် ဟာလားရာသီတို့ကလည်း ရာသီထွက်ပူတာနဲ့ ကျင်းလာတယ်နော် ခဏတုံးပြီ ဟုတ်ကဲ့ပေါ့ဒီတော့ဒီမှာ6တာတော့စိတ်ကျင်းနေစရာကြီးနော် တခါလေး60ပါအဲရောက်တဲ့အရင်မှာပဲငြိမ်သွားတာဖက်လည်းမသွားတော့ဘူး ဒီမှာဆိုပြီးတာနော်ဒီမှာဒီရက်ဒီမှာရှိဒီမှာဆိုရင်ထားတော့ပေါ်ရက်တွေဆိုတော့လုံးမလာ ရွ တော့ က်တွေမလာတော့ဘူး မလာတော့ဒီမှာငြိမ်သွားတယ်ဒီမှာငြိမ်ပြီးတော့ဒီရက်ဒါဖြန်းပြီးတာဘယ်နည်းလောက်ရှိပါလဲကိုဖြန်းပြီးတာ ဆန်းပြီးတော့ဆိုဒီကောင်10လောက်ရှိပေါ့ 10လောက်ရှိနော်10ထိ10ရက်နေတော့တော်ရုပ်โอเคရနော် 10ရက်နေတယ်ဆိုအရှင်းပြောက်ဘူး ထပ်ပူရလည်းမရှိတော့ထပ် ထပ်မကူးတော့ဘူး ဟွာတော့အဲ့ဒီနားလာပါအောင်ကြီးဒါဆိုဒါအရင်ဖြစ်ခဲ့တဲ့ရွက်တွေ အရင်ဖြစ်ခဲ့တဲ့ရွက်တွေပေါ့ ရွက်ဖြစ်ရွက်ဟုတ်တယ် သူကဖြစ် ဒီမှာဆိုငြိမ်သွားတယ်ဒီကနေပြီးတော့ဒီရွက်တွေဆို အဲ့ဒီအပင်မောင်းပြောဆိုတားတဲ့ဆိုရင်ထွက်တော့မနိုင်တော့ဘူး အော်ဟိုများပြီးတော့ဖောက်တွေများပြီးတော့ များပြီထွက်တော့မနိုင်တော့ဘူး နေတော့ အခုစီးဆိုင်မှဒီကောင်ပြန်ထွက်လာ အော်ဒါတွေပြန်ထွက်တယ် အဲ့ ဒါတွေပြန်ထွက်ပြီးတော့ ပြန်စိမ့်ဝင်တော့ ပြန်ဆင်းသွားနော်နော်ကြည့်အရန်โอเคပါတယ်နော် ဒီဖြစ်သွားတယ်ဒီရွက်ကြီးပဲဒါကိဆုံး ဒီမှာဆိုသိတာလေဗျာဒီမှာကြည့်ဒီမှာဒါတွေဆိုတာပြန်ပြောက်သွားတယ် ပြန် ပေါ့ ပြောက်သွားတယ် ဒါတွေဆိုငြိမ်သွားတာဒီမှာဒီအောက်ကလာပြီးတော့ဒီဘော်တွေဆိုမှလုံးဝ ဘော်လေးဆိုလုံးဝအရှင်းပဲ အရှင်းဖြစ်သွားတယ်နော်လန်ဆန်းနဲ့โอเค ပြန်နေပြောက်တော့ပါတယ် ဘယ်ပြောတော့ပဲချင်းပြန်မနေ့ကမှမလား ညနေပဲညနေပါအော် ပထမဖြန်းတော့မနက်ပိုင်းဖြန်းမလို့သူကညနေပိုင်းဖြန်းဆိုည ဆ နေ ရာ ပိုင်းမကိုင်ချမ်း ဆရာညနေဒီ อืม မှာမဆောက်ရစောက်ရင်လည်းကိုရတာတပင်လုံးဟွာဖြစ်တော့မှာငန်းဖန်းတော့မှာ ငါဖန်းတော့မဟုတ်